လူတွေအကုန်လုံးပြောနေကြတဲ့အစိုးမမြင်နဲ့အကောင်းမြင် positive တွေဘယ်ရမဆိုအကောင်းမြင်ဒါဆိုလို့ရှင်ဘဝတိုးတက်လိမ့်မယ်ဆိုတဲ့ဟာရဲ့နောက်ွယ်ကိုပြောပြမယ်မရီတို့ကဘဝထဲမှာ okay အသေးကွဲတာလားရီစားဖောက်ပြန်သွားတာတကယ်ချင်းက betray လုပ်သွားတာလားအလိန်ခံရတာလားစသဖြင့်ဒီ feels တွေပေါ့နော်ကြာရှုံးမှုတွေနဲ့အခက်အခဲတွေကကိုယ့်စီရောက်လာတဲ့အခါကျရင်ဆိုးလိုက်တာကန်ဆိုးလိုက်တာမကောင်းလိုက်တာဆိုပြီးတွေးလို့ရတယ်ဆို okay တို့တော့ဒီလိုမျိုးပင်ပန်းမှုတွေပေါ့နော်ငါဒီလိုမျိုးကြီးကြာသွားတဲ့အခါမှာကိုယ်ပြန်ကြက်တက်ကြတော့မယ်ဒီပို့ပြီးတော့စူးစမ်းရတော့မယ်အဲ့စူးစမ်းရတော့မယ်ဆိုတဲ့အခါမှာအားတွေပို့သုံးရတယ်ပို့ပြီးပင်ပန်းတယ်ဆိုတော့ဒီပင်ပန်းမှုတွေကိုလူတွေကလိုချင်လားဆိုမလိုချင်ဘူးသို့တော့အဲ့ပင်ပန်းမှုတွေကိုဖြတ်ပြီးသွားတော့မှရတဲ့အောင်မြင်မှုနဲ့ level up ဖြစ်သွားတာတော့လူတွေကလိုချင်တယ်ဆိုတော့ဒီနေရာမှာလူတွေရဲ့ gap ကဖြစ်သွားတယ် motivation speaker နဲ့လူတွေအဓိကပြောကြတယ်ဒီ positive တွေးပါအကောင်းမြင်ဆိုတဲ့ဟာတွေရဲ့နောက်ွယ်မှာကတကယ်ကအကုန်လုံး positive ဖြစ်နေတာအကုန်လုံးဆိုတာ merit ဘောမှာကြုံလာသမျှနဲ့ရင်ဆိုင်နေရသမျှလုံနေသမျှအကုန်လုံးကအကောင်းတွေကြီးပဲကောင်းမှုတွေကြီးပဲဘာကြောင့်ဒီလိုပြောရလဲဆိုတော့ဖုန်းပြတ်သွားတာလားเนาะမြန်မာပြည်မှာနေရလို့ wifi နေပြတ်တယ်မီးတွေမလာဘူးဆိုတော့ရှင့်ရင်တောင်မှဒီလိုမျိုးခံရတဲ့အရာတွေပင်ပန်းပြီးတော့လောက်ရတယ်ပေါ့နော်ခက်ခက်ခဲခဲကျန်းကျန်းတန်းတန်းနေလှုပ်ပြီးတော့မှရလာတဲ့ဟာတွေကလေအရန်တန်ဖို့ရှိလို့ပဲဒီပင်ပန်းမှုတွေကိုကြော်ပြီးသွားရင်နောက်တစ်ဆင့်မှာရလာမယ့် state ကမြင့်တယ်ဒါကြောင့်မို့လို့ကိုကအောင်မြင်မှုကိုကြိုက်တယ်အောင်မြင်မှုကိုလိုချင်တယ်ချမ်းသာကြွယ်ဝမှုတွေတိုးတက်အောင်မြင်မှုတွေကိုလိုချင်တယ်ဆိုလို့ရှိရင်သူနဲ့အတူတွဲပါလာတဲ့ပင်ပန်းစရာတွေအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရတဲ့စိတ်ရှုပ်စရာတွေခေါင်းရှုပ်စရာတွေရင်ပူစရာတွေရင်လေးစရာတွေကိုချစ်ပေးရတယ်ဒီကောင်းနေရောက်လာပြီကိုယ့်စီကိုပေါ့နော်အဲ့လိုမျိုးစိတ်ညစ်စရာတွေရောက်လာပြီဝမ်းနည်းစရာတွေပူဆွေးစရာတွေခက်ခဲရတာတွေရောက်လာပြီဆိုရင်အဲ့ဒါကတေးချတယ်နောက်တစ် level တက်ဖို့ပဲပိုကောင်းတဲ့အရာတွေဝင်လာတော့မှမလို့ဒီလိုမျိုးဖြစ်တာတကယ်တမ်းတွေးကြည့်မယ်ဆိုရှင်ကောင်းတာတွေကြီးပဲဖြစ်နေတာအဲ့ကောင်းတာတွေရဖို့အတွက်ကိုဒီကောင်လေးတွေကအတူတူတွဲပါလာတာပဲရှိတာဒီလိုမျိုးလေးတွေးလိုက်တဲ့အခါကျတော့ကိုယ့်ရဲ့ဘဝရမှာဖြစ်သွားတယ်ဆိုတော့လုံးဝအရန်မိုက်တဲ့ life ကြီးတစ်ခုဖြစ်သွားလိမ့်မယ်ဒီလို mindset နဲ့နေမယ်ဆိုရင်ပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့မှာမပြောချင်တာကတော့ positive တွေးပါအကောင်းမြင်ပါဆိုရင်နောက်ွယ်မှာဒါတွေရှိပါတယ်ဒီဟာတွေကိုလည်းအကောင်းကြီးမြင်နေဆိုတာထက်တကယ်ကိုလိုချင်တဲ့အောင်မြင်မှုတွေတိုးတက်မှုတွေ success and achievement တွေလိုချင်နေဆိုရင် success ဆိုတဲ့ဟာကြီးနဲ့တရားထဲမှာရှိနေတဲ့ပင်ပန်းမှုတွေနဲ့ကြင်ကြံခံရတဲ့ဟာတွေအခက်အခဲကြော်လွှားရတာတွေပြဿနာတွေဖြေရှင်းရတဲ့ဟာတွေကိုပါချစ်ပေးရတယ်ရောက်လာတဲ့ပြဿနာတွေအကုန်လုံးကဒီ success အတွက်ပဲဆိုတာကိုသိထားဖို့လိုတယ်ဒါလေးပါပဲဒီဗီဒီယိုကြည့်ရတဲ့အားလုံးပဲဘဝကြီးကိုပေါ်ကျွယ်ဝါစာနဲ့ရင်ဆိုင်ရသမျှအခက်အခဲတွေနဲ့ပင်ပန်းမှုတိုင်းကိုချစ်မြတ်လို့နိုင်ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ကျမကတော့မေတူထုံမှာ Mary လို့လည်းခေါ်ပါတယ် professional life coach တယောက်ဖြစ်ပါတယ်ဘဝရဲ့ခက်ခဲပင်ပန်းရတဲ့အခိုက်အတန့်တွေနဲ့ပြဿနာလေးတွေကိုတူတူဆွေးနွေးပြီးတော့အဖြေရှာခြင်းနဲ့ဆိုရင်တော့ Mary နဲ့ one-on-one coaching session လေးယူလို့ရပါတယ်လက်ခံနေပါတယ်အဆုံးထိကြည့်ပဲသူအားလုံးကျေးဇူးတင်ပါတယ် Have a nice day bye bye